ပါတော့တဲ့တဲ့နောက်တဲ့လို့ရောက်တဲ့အခါမှာလည်းမာဒီဒီတဲ့နောက်တဲ့မှာတောင်းတဲ့လို့လည်းအောင်ရှိတဲ့ရှိတဲ့ရှိတဲ့ရှောက်တယ်အတွေ့အကြုံတွေရပြီးဘာသာရေးကိုလည်းဖြစ်တဲ့ရှိတဲ့ဒီလိုဆိုအသိဉာဏ်ပြုပြီးတော့ကျိုးစားပါမယ်အားထုတ်ပါမယ်အခုကတော့တရားစခန်းဝင်နေတာပါဒါကတော့ဇင်းကြံချိန်ဖြစ်ပါတယ်ဒီကနေ့လို့ဆက်မယ်ဆောင်ရွက်နေရလို့ရှိရင်ပြန်တော့လာလက်ညနေရတာစီးပြီးပါခေါင်းလုံးအောင်ရတယ်လက်ညရှောင်းမှာအားလုံးရပါပြီကျေးဇူးတော်တဲ့ခန္ဓာအားလုံးဖြည့်ပြီးတော့ဒီတော်ရင်ရှောင်းပါဒီတော်ဒီရှေ့ရပါရှောင်းပါတရင်လည်းအရာလည်းရှောင်းနေတယ်မဖြစ်ပါစေနဲ့ဒါကတော့ရိတ်တာကအမေလှူထားတဲ့အဆောင်လေးပါအိမ်မှာနေကြရပေါ့နော်ခုရောက်နေတဲ့ရိတ်တာလေးကတော့ရေတခွန်းတောင်ကျင်းမှာရှိတဲ့သစ္စာဝေတကူရိတ်တာဖြစ်ပါတယ်သူကကိုပိုင်အထက်တန်းကျောင်းလေးဖွင့်ထားရပေါ့နော်မိခိုမဲ့ကလေးတွေကိုစာသင်ပေးတာပါဒါကတော့ကျောင်းဝင်းပါကလေးတွေကိုဘလိုမျိုးပေါ့နော်ကျောင်းအိတ်ကျောင်းစားပေါ့နော်အထက်တန်းထိသင်ပေးတာပါဆရာတော်ဆရာမတွေငါပြောသင်ပေးရပါဒီကလေးတွေအတွက်လည်းလူရန်လို့ရပါတယ်ဒါမိခိုမဲ့ကလေးများဖွံ့ဖြိုးရေးရိတ်တာနဲ့ထက်တန်းကျောင်းနဲ့တွဲပြီးတော့ဖွင့်ထားတာပါဒါကတော့ရိတ်တာရဲ့မုံစည်းတန်းလေးပါညနေခင်းဥပုံမဆောင်နိုင်ဘူးဆိုရင်မမလို့ရှင်လိုအပ်တဲ့မုံတွေရှိလို့ရှိရင်ဒီစည်းတန်းလေးမှာဝယ်စားလို့ရရပေါ့နော်ဒီဘက်မှာကျတော့နှစ်ဆဗုဒ္ဓဇေဒီတော်ကြီးကစောက်လက်စဇေဒီဖြစ်နေတယ်ပေါ့နော်ဒီအတွက်လည်းအလူရှင်တွေလူတန်းလို့ရပါရဲ့ပေါ့နော်မပြီးသေးဘူးပေါ့နော်ဒီဇေဒီတော်ထဲမှာကဲဝမဲ့ဟိုပါပေါ့နော်ဖရာကိုလည်းခဏနေပြပါမယ်ရောင်ရှုပေါ့နော်တက်တာဖရာပါဒါကတော့ဟိုဟာပေါ့နော်ထိုင်တော်မူကိုတော်ကြီးပေါ့နော်ညနေလုံးလို့သူကလိုမျိုးစောင်းသွားပါပေါ့နော်ဒါကတော့ဒုတိယမဟုတ်ဘူးပါဒါကတော့ဒီဇေဒီတော်တွေကိုလှူလို့ရတဲ့အလူခံဆိုင်ပုတ်လေးပါဒါကတော့စွန်းတော်ဝိုင်း1000ကျပ်နဲ့လူရန်လို့ရပါတယ်ဒီရိတ်တာမှာအယုံစိုးနေစိုးညဆုံးတနေ့တာဆိုပြောလဲလူရန်လို့ရပါတယ်ရိတ်တာရဲ့အချိန်စရာပါအခုကတော့ဒီဇင်ဘာ1 to 20ပဲကျန်တော့ရပေါ့နော်ရက်20စက္ကန့်ပဲကျန်တော့တယ်ဒါကတော့လူပြန်ကြားရေးပေါ့နော်အဲ့ပြန်ကြားရေးမှာလာပြီးလှူလို့ရပါတယ်လူရှင်တွေဒီလိုဆိုင်ပုတ်လေးနဲ့ကျညာပြထားပါတယ်ပေါ့နော်ဒါကတော့ရိတ်တာဝင်းလေးကိုလိုက်ပြပေးရပါဒါကတော့ဟိုပါပေါ့နော်အလူခံဆိုင်ပုတ်လေးပါဒါခုန20ဗုဒ္ဓထဲမှာဂိမ်းဝတ်မဲ့တရားရှုစီဒီတော်ကြီးပေါ့နော်တော့ကိုသာတပင်လုံးထုထားတာပါဒါကတော့အခုယာယီကျောင်းဆောင်လေးပေါ့နော်ဒါကတော့စီဒီတော်ပေါ့နော်စင်တူတော်လေးတွေပါရိတ်တာရဲ့ချိန်စရာကတော့ဒီမှာပါ4နာရီထားရပါတယ်တရားနာပြီးအယုံစွန်စားပေါ့နော်တရားထိုင်စင်းကြံပေါ့နော်ည9နာရီဆိုရင်ဘုရားရှိခိုးပြီးတော့အိပ်လို့ရပါပြီအခုကတော့တရားဟောမဲ့အချိန်ပေါ့နော်ရဟောမဲ့မနက်ပိုင်းတစ်ချိန်ကိုရိုက်ပြပေးထားတာပါကျေးဇူးတော်ရှင်အက္ခမဟာမန္တိတာမောဂုဆရာတော်ဘုရားကြီး၏ကျေးဇူးတော်ဘုံတော်ဉာဏ်တော်တို့ကိုအထက်ထား၍နိဗ္ဗာန်သို့ဓမ္မစရဏီဖြစ်ကြပါစေသာသနာတော်ရဲ့တရားဒီတ
တရားနှစ်ပါးဒီအတိတ်လုံးကအကြောင်းတရားအနေနဲ့ဦးဇင်းတို့မလုပ်ခဲ့တာလုပ်ခဲ့တာ ခဲ့ပါဗျာ ဘယ်လိုပြီးတော့အတိတ်ကာလတို့ကအဝိဇ္ဇာသင်္ခါရဆိုတဲ့အတိတ်အကြောင်းတစ်ပါးလုပ်ခဲ့လို့ဦးဇင်းတို့ရဲ့ပစ္စုပန်ကာလဒီနမတ်1အဖွဲ့ထဲမှာဝိညာဉ်နာယောသန္တာဝေဒနာအတ္တဝေဒနာဆိုတဲ့ပစ္စုပန်ကာလအကျိုးတရားတွေရအောင်လားရတာ ရပါဗျာ ဒါဆိုဒီနမတ်1ကအကြောင်းတရားဒီနမတ်1အဖွဲ့ကအကျိုးတရားနမတ်1ကဘာတရားပါလဲ ဒုတိယပါဗျာ အဲ့ဒါဒီနမတ်1အကြောင်းတရားကပြုပြီးလို့ပေါ်လာတဲ့ဒီဝိညာဏယုတ်တရဏဖတ်တာဝေဒနာဒီတဲ့နောက်တခြားတရားကသင်္ခါရတရားဟာ သင်္ခါရတရားပါဗျာ သူ့ကိုဘာလို့သင်္ခါရလို့ပြောလဲတော့ဒီအဝိဇ္ဇာသင်္ခါရဒီဟူသောအကြောင်းတရားကပြုပြီးလို့ပေါ်လာတဲ့အကျိုးတရားမလို့ဒီဝိညာဏယုတ်တရဏဖတ်တာဝေဒနာကိုသင်္ခါရတရားကိုပြောရမှာပြောရတာ ဟုတ်ပါဗျာဒါကတော့ဟိုနေကင်းပေါ့နော်အလူရှင်တွေကိုသူကဂုံပြူလွာပေးအပ်ပြီးတော့ဟိုရေဆက်ချအနုမောဒနာတရားဟောပြရပါတကယ်လို့ကိုယ်ကတူရန်ထားလို့ရှိရင်10နာရီခွဲကိုရိတ်တာလာပြီးတော့တရားနာပြီးတော့ဂုံပြူလွာဖြူပြောဆရာရှင်ကတ်လို့ရပါတယ်ဂုံတော်သာဓုသာဓုသာဓု အခုကတော့ရေသက်ချတရားနာပြီးတော့စွန်းစားဖို့အတွက်ဒီလိုတန်းစီပြီးတော့ကြွားကြပါရပေါ့နော်စွန်းစားစာကိုကြွားရတာပါယောဂီတို့ရဲ့အဆုံးဆောင်တွေယုံကြည်အဝတ္တန်သာ တာရိတ်တာဝင်ကြီးတရားကို4000ပေးရတယ်ပေါ့နော်ဒါ10ရက်စခန်းအတွက်ပါအဲဆိုမနေ့အာယုံစွန်းကို9ခွဲလောက်မှာကျွေးရပေါ့နော်ကျွေးပြီးတော့နေစွန်းကိုတော့17မှာကျွေးပါတယ်အိတ်တာကတော့ဟင်းကောင်းတယ်အိစာပွဲစင်ချင်းရလို့အင်းမင်းကြီးညစားပါမယ်လေးတောင်းလက်တင်ရဲ့လုံးစားနဲ့စားစုံကစံကနမ်းမီစီပဲကွယ်ဒီကြီးနေတဲ့ကြီးညိုပဲဆွေဆွေပြပြမမီအားစားတဲ့အခုကတော့ကြက်သားဟင်းကိုအဲ့လိုနှွင်ပြီးတော့ချက်ထားတာပါပဲဟင်းကြုံနေပေါ့နော်အစိမ်းကြော်ငပိကျက်ရဲ့အစုံပါပဲသူ့လက်ရတော့ကောင်းပါအဲ့ကြက်သားဟင်းကိုနှွင်ပြီးချက်ထားတဲ့ကြောင့်မို့ကြက်သားအတုံးတွေကိုနှွင်စရာမလိုတော့ပေါ့နော်အိမ်ဟိုကျဲလို့အိမ်မှာချက်စားကြည့်ရေပေါ့နော်အမြဲတမ်းချက်စားနေကြပါဒီလိုလေးပါအေးချမ်းတဲ့ဒီရိတ်သားလေးမှာပေါ့နော်အားတယ်ပဲဖြစ်ဖြစ်ဆိုရင်လာပြီးတော့တရားအားထုတ်လို့ရပါတယ်ပေါ့နော်သူရဲ့ရိတ်သား page လည်းရှိပါတယ်အိမ်မှာတရားစကန်ချိန်စင်းတွေကိုမေးပြီးတော့အားထုတ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်